နောက်လာတဲ့ပွဲထက်ရတဲ့ကြော်စုံဝင်ဘယ်ဖိုက်တာနဲ့ဖြစ်မလဲခံမှန်းကြည့်အောင်ပါမြန်မာပရိသတ်တွေရဲ့အချစ်တော်ကြော်ကြီးကတော့နောက်လာတဲ့မှာပွဲထက်ရပြန်ပါပြီရှင်ချယ်ရီကလည်းကြော်ကြီးကိုတော်တော်လေးကိုသဘောကျနေရမှာပဲအခုဆိုရင်တော့မူကာစီတိုနဲ့ပွဲပြီးတာတစ်လနီးပါးလောက်တော့ရှိတော့မှာပါနော်ဒီအချိန်မှာတော့ကြော်စုံဝင်ကနောက်လာတဲ့ပွဲထက်ရတယ်ဆိုပြီးသတင်းတွေကြားနေရသလိုကြော်စုံဝင်ကိုယ်တိုင်ကလည်းလေ့ကျင့်ခန်းတွေကိုအပြင်းထန်လုပ်နေတာကိုတွေ့ရပါတယ်ဒါကတကယ်ပဲသတင်းတွေထွက်နေသလိုနောက်လာတဲ့အတွက်ထိုးသက်ရမယ့်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေတာလားတကူသတိထားမိတာကတော့အခုကျော်စောဝင်းကကက်ပေါင်စင်ပိုင်းကိုအလေးထားလေ့ကျင့်နေတာကြောင့်လာမယ့်ပွဲမှာကက်ပေါင်စင်ထိုးသက်သွားမလားဆိုတဲ့မိကွန်းတွေကရှိလာနေခဲ့ပါပြီကျော်စောဝင်းကတော့1ချန်ပီယံရှစ်ရဲ့စင်မြတ်ချက်မှာပထမဆုံးပွဲမှာသူ့ရဲ့မိကုံရန်ကိုထိုးသက်တဲ့စိတ်ဓာတ်ကိုပြသခွင့်ရလိုက်သလိုပထမဆုံးပွဲမှာဘောနက်ရတဲ့အထီကိုစွမ်းဆောင်ပြနိုင်ခဲ့တာကိုတွေ့ရပါတယ်စင်မော်တက်လာပြီးဆိုကြတဲ့ကနောက်မဆုတ်စတန်ဆိုင်ထိုးပြိုင်ထိုးတက်တီအပြင်းနဲ့ရှင်မြိုင်ခဲ့တာဖြစ်လို့လေပရိသတ်တီအားလုံးကတော့သူ့ရဲ့ပွဲကိုအားရကျေနပ်ခဲ့ကြတာကတော့အမှန်ပါပဲရှင်အခုလဲနောက်လာတဲ့မှာ1ချန်ပီယံရှစ်ကထပ်မံပြီးတော့ပွဲတည်ပေးလိုက်ပြီးဆိုတဲ့သတင်းတွေကထွက်လာတာကြောင့်ဘယ်ဖိုက်တာနဲ့ဖြစ်မလဲဆိုတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်စိတ်သက်ပြင်းထန်သလိုဇမသေးတဲ့ဂျော်ဂျီ skill ကိုသိနေပြီဖြစ်တာကြောင့်လေပေါ်ပေါ်ပဲဖိုက်တာနဲ့တော့ပြီးတွေ့မှာမဟုတ်ပါဘူးဖြစ်လာနိုင်ခြေရှိတဲ့ဖိုက်တာတွေကိုတစ်ချက်ကြည့်အောင်ပါရှင်နံပါတ်1ဆန်ကတဲ့ရထန်ရင်ကြီးဆန်ကတင်းနဲ့ပွဲတည်ပြီးမလားဆိုတာပထမဆုံးမိကွန်းပါရှင်။ဘာကြောင့်လဲဆိုတော့ဂျော်ကြီးကိုယ်တိုင်ကကက်ပေါင်စင်ပိုင်းကိုအပြင်းထန်လေးကျင့်နေတာကြောင့်လည်းပါသလိုဆန်ကတစ်ကပိုးဝေးနေတာကကြာပါပြီ။ကက်ပေါင်စင်ပိုင်းနဲ့ပွဲတည်ခံရပေးဘူးတဲ့ဖိုက်တာတွေတော်တော်များများထဲမှာတော့တန့်စင်နဲ့စူပါရီချန်တို့ကတော့အရေးမလားခဲ့ကြပါဘူး။တန်စင်ဆိုလို့ရှိရင်ကပောက်စင်ချန်ပီယံတက်ခီယူနဲ့ပွဲတည်ပြီးခြင်းခံရသလိုစူပါရီချန်ဆိုရင်လည်းရော့ချန်ရဲ့ရောက်ဖအဆန်ကတင်းနဲ့ပွဲတည်ပြီးဦးတာတွေရှိခဲ့ပါတယ်။အခုဂျိုကြီးကလည်းကပောက်စင်ပိုင်းကိုတေချာလေးလေ့ကျင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ကပောက်စင်ပွဲသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့အဆန်ကတင်းနဲ့ဂျိုကြီးတွေ့ဖို့ကများပါတယ်ရှင်။နံပါတ်2ဂျိုဟန်ကာဇာလီဂျိုကြီးရလာမဲ့ပွဲကိုဂျိုဟန်ကာဇာလီနဲ့တွဲဆိုင်ကြည့်ကြတာကတော့ပရိသတ်ရဲ့ဆန္ဒတစ်ခုပါ1ချန်ပီယံရှစ်မှာအလားအလာအကောင်းဆုံးဖိုက်တာတယောက်ဖြစ်သလိုချန်ပီယံခပနာထိတက်လန်းနေတဲ့ဂျိုဂျိုနဲ့ဆွမ်းဆောင်ရည်မြင့်မမဖိုက်တာဂျော်ကြီးတို့အခုချိန်မှာပေးတွေ့မယ်လို့ထင်ပါလားချက်ထရီရဲ့မွေးစားသားလို့တောင်ပြောလို့ရတဲ့ဂျွမ်ကာဇာလီတာအခုချိန်မှာတော့နိုင်ဝဲတွေဆက်နေသလိုအရေးချင်းကလည်းတကယ်ကိုတောက်ပါနေတဲ့ဖိုက်တာတယောက်ပါရှင်ပရိသတ်ချစ်တော်မြန်မာဖိုက်တာဂျော်ကြီးကလည်း1ချန်ပီယံရှစ်မှာတပွဲပဲထိုးသက်ရသေးတယ်ဆိုပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကထိပ်တန်းအဆင့်မှာရှိနေတယ်ဆိုတာကတော့အမှန်တကယ်ပါဒါကြောင့်လည်းဒီဖိုက်တာနှစ်ယောက်ကိုဘသူကကြားဘသူကဖားတရားဖို့အတွက်ပရိသတ်တွေကတော့အရင်ကြည့်ကျင်နေကြတဲ့တွဲဆိုင်တစ်ခုဖြစ်ပါတယ်ဒါပြန်ဂျွမ်ကာဇာလီကမြန်မာဖိုက်တာဆိုတဲ့နဲ့1ချန်ပီယံရှစ်ကပွဲတက်ပြီးသွားမယ့်သတင်းတွေကလည်းထွက်ပေါ်နေခဲ့ပါတယ်ဒါကြောင့်ဂျွမ်ကာဇာလီကမြန်မာဖိုက်တာတွေဖြစ်ကြတဲ့ဂျော်ဂျီနဲ့ပဲတွေ့မလားဆိုတဲ့နဲ့တွေ့မလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုမှရှိနေခဲ့ပါပြီနံပါတ်3စပင်တန်ဂျော်ဂျီနဲ့နောက်ထပ်တွေ့ရဖို့အတွက်သတင်းတက်နေတာကတော့လိမ့်နင်ဂျာစပင်တန်မှာအသက်23နှစ်အရွယ်စပင်တန်က1ချန်ပီယံရှစ်မှာ17ပွဲထိုးသက်ထားပြီးတော့10ပွဲနိုင်3ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်စပင်တန်ကမြန်မာပြည်သက်တွေနဲ့လည်းမစိမ့်ပါဘူးရှင်သူကဆိုရနဲ့မိုးထက်အောင်တို့ကိုနိုင်ထားတဲ့ထိုင်းဖိုက်တာတယောက်ပါစမစ်တန်ကလောလောဆယ်ပြီးခဲ့တဲ့လ6ရက်နေ့ကမှကစားထားပြီးတော့နိုင်ပွဲရယူထားခဲ့သူဖြစ်ပါတယ်။စွမ်းဆောင်ရည်မြင့်ထိုင်းဖိုက်တာစမစ်တန်နဲ့မြန်မာဖိုက်တာဂျော်ကြီးတို့တွဲဆိုင်ကဖြစ်လာနိုင်ခြေရှိမလားဆိုတာကတော့90ရာခိုင်နှုန်းအနေထားမှာရှိနေပါတယ်။ဒါကြောင့်ဒီဖိုက်တာနှစ်ယောက်သာပွဲဖြစ်လာမယ်ဆိုရင်တော့ပွဲစံတစ်ပွဲဖြစ်လာနိုင်တာကြောင့်ပြည်သက်အကြိုက်တွေ့စေမယ်ဆိုတာကတော့အမှန်ပါပဲရှင်။ဟုတ်ကဲ့ပါကြော်ကြီးရဲ့လာမယ့်ပွဲမှာအခုပြပြပြီးသွားတဲ့ဖိုက်တာတွေအပြင်ဘယ်ဖိုက်တာနဲ့တွေးဆုံဖြစ်သွားမလဲလို့ပြည်သက်ကြီးတို့ခံမှန်းထားတာရှိပါလေခံမှန်းထားတဲ့ဖိုက်တာရှိတယ်ဆိုရင်လည်းပြောသွားပြီးခဲ့ကြပါအောင်ရှင်